တနေ့ကိုလူအယောက်40စာအစာတောက်တွေပြီးကြောင်ရှင်တဲ့မွေတွေကိုပါစိမ့်လိုက်ဝါမျိုးနိုင်နေဆိုတဲ့လူတယောက်ကဘာပေါ်မှာရှိခဲ့ဘူးလဲဆိုတာတင်သိပါသလားသူ့ရဲ့နာမည်ကတော့ထာရီပါ18ရာစုပြင်သစ်နိုင်ငံမှာနေထိုင်တဲ့ထာရီကအလွန်ထူးဆန်းတဲ့အစာကျူးယောဂတစ်ခုကိုခံစားခဲ့ရပါတယ်သူဟာအမြဲတမ်းစာလောင်နေပြီးတာမန်လူတယောက်မစားနိုင်တဲ့အရာမှန်သမျှကိုရှောက်စားခဲ့တာပါအစမ်းချိန်ဆုံးကတော့သူဘလောက်စားစားသူ့ရဲ့ခန္ဓာကိုယ်ကဝမလာတာပါပဲသူ့ရဲ့ထူးဆန်းတဲ့စွမ်းဆောင်ရည်ကြောင့်စစ်တပ်ကတော့လျှို့ဝှက်စာချွန်လာတွေမျိုးချခိုင်းပြီးတဲဆောင်ပေးရတဲ့တရှူအဖြစ်အသုံးပြုခဲ့ပါတယ်။နောက်ပိုင်းမှာသူ့ရဲ့စာလောင်ဝန်သိမ်းမှုကပုံပြင်းထန်လာပြီးဒီဆေးရုံကသွေးတွေလူသေးကောင်တွေကိုပါစားဖို့အထိစ조사လာခဲ့ပါတယ်။နောက်ပိုင်း14လအရွယ်ကလေးပျောက်ဆုံးမှုမှာသူစားလိုက်တယ်ဆိုတဲ့တန်တရားကြောင့်ဆေးရုံကနေမောင်းထုတ်ခံခဲ့ရပါတယ်။သူဟာအသက်26နှစ်အရွယ်မှာပဲပြင်းထန်ဝင်ပြက်ဝင်လျှော်ယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။သူသေဆုံးသွားပြီးနောက်ပိုင်းမှာဆရာဝန်တွေကသူ့ရဲ့ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်တဲ့အခါမှာတော့သူ့ရဲ့အစာရည်နဲ့ဦးလန်းကြောင်းကပုံမှန်လူတွေထက်အဆပေါင်းများစွာပိုကြီးနေရဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါဟာဆေးပညာမှာဖြေရှာမရသေးတဲ့အစမ်းကျယ်ဆုံးဖြစ်ရတစ်ခုပဲဖြစ်ပါတယ်။တကယ်ချင်းတို့ကဘလို့ပြင်လဲကွန်မန့်မှာပြပြခဲ့ပါ like and subscribe လုပ်တော့ဖို့လည်းမမေ့ပါနဲ့တတား